ကုလသမဂ္ဂရဲ့အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်တဲ့နယ်သာလန်နိုင်ငံ The Hague မြို့ကအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာဂမ်ဘီယာနိုင်ငံကမြန်မာကိုဆွတ်ဆွဲထားတဲ့လူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်ဆွတ်ဆွဲချက်အတွက်အများပြည်သူရှေ့မှောက်ကြားနာပွဲတွေပြုလုပ်နေပါတယ်ကြားနာပွဲရဲ့ကာလကဇန်နဝါရီလအတွင်းပြုလုပ်မှာဖြစ်လို့သတင်း၃ပတ်နီးပါးကြာမြင့်မှာဖြစ်ပါတယ်ကြားနာပွဲကာလအတွင်းမှာနိုင်ငံကိုယ်စားလှယ်တွေကဥပဒေကြောင်းဆိုင်ရာနှုတ်နဲ့လျှောက်ထားခြေပတာတွေကိုတလှည့်စီပြုလုပ်ကြမှာပါဒါတွေမကပါဘူးတပ်သေးတွေနဲ့အတူကျွမ်းကျင်ပညာရှင်တွေကိုစစ်မေးမြန်းချက်တွေလည်းပါဝင်မှာပါဒီတော့အခုကြားနာပွဲတွေဟာပင်မအမှုကြီးတစ်ခုလုံးရဲ့အဆုံးသက်အဆင့်ကိုရောက်လာတာလားဘယ်အချက်တွေပေါ်မှာအဓိကအာရုံစိုက်ကြမှာလဲကြားနာပွဲရဲ့အဆုံးသတ်မှာဘာတွေဆက်ပြီးဖြစ်လာမလဲဆိုတဲ့မေးခွန်းတွေထွက်လာပါတယ်ဟုတ်ပါတယ်ဒီအဆင့်ကနှစ်ဖက်လျှောက်ထားကြတဲ့အချက်လက်တွေနဲ့တပ်တွေအထောက်ထားတွေဟာဘလောက်ခိုင်မာပြီးတော့ဥပဒေကြောင်းအရာဘလောက်စီလီယောညီညွတ်မှုရှိသလဲဆိုတာကိုတရားရုံးကအဆုံးဖြတ်ပေးမဲ့အရေးပါတဲ့အဆင့်ဖြစ်ပါတယ်ဒီတော့ဒီအမှုရဲ့နောက်ခံအကြောင်းအရာတချို့ကိုပြန်ကြည့်ရအောင်ပါ2019ခုနှစ်တုန်းကအနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ဂမ်ဘီယာကမြန်မာဟာနိုင်ငံအနောက်မြောက်ပိုင်းကရခိုင်ပြည်နယ်ထဲမှာရိုဟင်ဂျာတွေအပေါ်မှာလူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်ကိုကျူးလွန်မှုရှိခဲ့တယ်ဆိုပြီးတော့မှဆွဆွဲခဲ့ပါတယ်အဲ့ဒီဆွဆွဲချက်နဲ့ပဲ ICJ မှာတရားစွဲဆိုခဲ့ပြီးတဲ့နောက်2019ခုနှစ်ဒီဇင်ဘာမှာအမှုနဲ့ပတ်သက်ပြီး ICJ မှာပထမဆုံးကြားနာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့မြန်မာအဖွဲ့တက်ရောက်ပြီးတော့မြန်မာဘက်ကလူမျိုးတုံးတပ်ဖြတ်မှုမလုပ်ခဲ့တဲ့အကြောင်းထွက်ဆိုချေပခဲ့ပါတယ်။2020ဇန်နဝါရီမှာတော့ရိုဟင်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်မှုရန်ကအကာအကွယ်ပေးဖို့တပ်တွေအထောက်ထားတွေမပြတ်စည်းအောင်ထိမ့်သိမ်းဖို့အပါအဝင်ဂျားပြည့်အစီအမံ၄ချက်ကိုမြန်မာဘက်ကလိုက်နာဖို့ ICJ ကချမှတ်ခဲ့ပါတယ်။2021ဇန်နဝါရီမှာဂမ်ဘီယာဘက်ကမြန်မာကိုတရားစွဲလို့မရတဲ့အကြောင်းမြန်မာဘက်ကကနဦးကန့်ကွက်လွှာကို ICJ ကိုတင်သွင်းခဲ့ပါတယ်။2022ခုနှစ်မှာတော့မြန်မာရဲ့ကန့်ကွက်မှုကိုပယ်ချပြီးတော့ ICJ တရားရုံးမှာကြားနာဆုံးဖြတ်ခွင့်ရှိတဲ့အကြောင်းဆုံးဖြတ်ခဲ့ပါတယ်။2021ဖေဖော်ဝါရီမှာမြန်မာမှာစစ်တပ်ကအာဏာသိမ်းတဲ့နောက် ICJ မှာခြေပသူတွေလည်းအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်ကအကျဉ်းချထားတဲ့နောက်မှာမြန်မာဘက်ကကိုယ်စားလှယ်အဖြစ်အာဏာသိမ်းစစ်တပ်ကခန့်တဲ့ဝန်ကြီးဦးကိုကိုလှိုင်ရှေ့နေချုပ်ဒေါ်တီတာဦးတို့ဦးဆောင်ပြီးတော့မှ ICJ မှာတက်ရောက်နေကြပါတယ်။2024ခုနှစ်ကိုရောက်မှာတော့ ICJ အမှုမှာကနေဒါ၊ဗြိတိန်၊ဒိန်းမတ်၊ပြင်သစ်၊ဂျာမနီ၊နယ်သာလန်နဲ့မော်ဒိုက်နိုင်ငံတို့ကဂျားဝင်ပူးပေါင်းပါဝင်သွားမယ်လို့ ICJ တရားရုံးစီကိုတင်သွင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာစလိုဗေးနီးယား၊ကွန်ဂို၊ဘယ်လ်ဂျီယမ်၊အိုင်ယာလန်နိုင်ငံတို့ကလည်းအလားတူတင်သွင်းခဲ့ပြီးဒါတွေကိုလက်ခံတဲ့အကြောင်းတရားရုံးကလည်းဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်နောက်ထပ်အနည်းဆုံး17နိုင်ငံကဂျီနိုဆိုက်ကျူးလွန်မှုဆွဆွဲချက်အတွက်ဂမ်ဘီယာနဲ့အတူပူးပေါင်းပြီးတော့မြန်မာကိုဆွဆွဲထားတယ်လို့နားလည်ရပါတယ်။အခု2026ခုနှစ်ကိုရောက်မှာတော့ဒီအမှုကနောက်ဆုံးအဆင့်ကိုရောက်လာပြီလို့ပြောရမှာပါ။အချိန်စရာအရဆိုရင်2026ခုနှစ်ဇန်နဝါရီလ12ရက်ကနေ29ရက်အထိနှစ်ဖက်ကအပြန်အလှန်နှုတ်နဲ့ရှောက်လဲကြားနာမှုတွေကိုပြုလုပ်မှာဖြစ်ပါတယ်။ပထမကြားနာမှုအဖြစ်ဇန်နဝါရီ12ရက်ကနေ15ရက်နေ့အထိဂမ်ဘီယာဘက်ကရှောက်လဲမှာပါဇန်နဝါရီ16ရက်နေ့ကနေပြီးတော့20ရက်နေ့အထိမြန်မာဘက်ကပြန်လဲခြေပရှောက်လဲရမှာဖြစ်ပါတယ်အများပြည်သူရှေ့ကြားနာပွဲတွေဆိုပေမဲ့ဇန်နဝါရီ21ကနေ23အထိတပ်သေးတွေကိုစစ်မေးမှုမှာတော့တကားပိတ်စစ်ဆေးမှာဖြစ်ပါတယ်ဒုတိယပိုင်းကြားနာမှုအဖြစ်ဇန်နဝါရီ26ရက်နဲ့29ရက်နေ့မှာဂမ်ဘီယာဘက်ကပြန်ရှောက်လဲပြီးတော့မြန်မာဘက်ကတော့ဇန်နဝါရီ28နဲ့29မှာအပိသက်ရှောက်လဲရမှာဖြစ်ပါတယ်ဂမ်ဘီယာရဲ့ရှေ့နေအဖွဲ့ကိုဦးဆောင်တဲ့အာဆလန်ဆူလီမန်ကတော့ဒါကနောက်ဆုံးအဆင့်ဖြစ်သွားနိုင်တယ်လို့နောက်ဆက်တွဲအဆင့်တွေလည်းရှိကောင်းရှိနိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့အခုအဆင့်ဟာဂမ်ဘီယာကမြန်မာကိုဆွဆွဲထားတဲ့ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးအရေးအကြီးဆုံးအဆင့်ဆိုတာကိုတော့ဆူလီမန်ကမှတ်ချက်ပေးထားပါတယ်။ဒီအဆင့်မှာ ICJ ရုံးတော်အနေနဲ့နှစ်ဖက်ရဲ့ရှောက်လဲချက်တွေကိုနားထောင်ပြီးတော့လူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်အတွက်မြန်မာဟာတာဝန်ရှိသလားဆိုတာကိုဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။အဲဒီတော့အခုကြားနာပွဲဟာပင်မမှုအပေါ်မူတည်ပြီးတော့တရားရုံးကကြားနာစစ်ဆေးမှုတွေကိုလုပ်သွားမှာပါလူမျိုးတုံးတပ်ဖြတ်မှုမြောက်မမြောက်ဆိုတဲ့ဒီအမှုကြီးအပေါ်မှာအမိန့်ကတော့အခုကြားနာမှုတွေပြီးချင်းမှာချမှတ်နိုင်တယ်လို့လားနဲ့နှစ်နဲ့ချီပြီးလဲကြားနိုင်တယ်လို့ဥပဒေပညာရှင်တွေကထောက်ပြထားကြပါတယ်ရှင်ဒါကတော့နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာမြန်မာအပေါ်ဆွဆွဲထားတဲ့ဂျီနိုဆိုက်အမှုနဲ့ပတ်သက်ပြီးကြားနာပွဲတွေအကြောင်းအကျဉ်းချုပ်ပြောပြပေးခဲ့တာပါ